Hi ဒီမှာကျွန်တော်မှာစာအုပ်တိတ်လေးရှိတယ်နော်အဲ့ဒါကတော့2024ခုနှစ်ကကလေးတွေစီရရတဲ့ဟာလေးဖြစ်တယ် B5 အတန်းကလေးပေါ့နော်အဲ့ဒီအတန်းကိုကျွန်တော်မြန်မာစာသင်တာဖြစ်တယ်မြန်မာစာသင်တဲ့အချိန်မှာပထမပိုင်းတော့တော်တော်လေးခက်ခဲတယ်အဲ့ဒီတော့ကျွန်တော်တို့ကန်ဘယ်လိုပြောမလဲအချင်းတရက်ကြောင်းနှစ်လအတွင်းမှာဆရာ3ယောက်လောက်ပြောင်းသွားတာအဲ့ဒီအတန်းကိုလေသင်ကြားမယ်ဆရာတွေကအဲ့နောက်ပိုင်းကျွန်တော်ပဲအဲ့မှာတာဝန်ကြားတဲ့အချိန်မှာတင်ပေးတဲ့ချက်ပထမတော့နည်းနည်းခက်ခဲတယ်။ဘာလို့ဆရာတွေအပြောင်းနဲ့အရမ်းများတဲ့ချက်မှာကလေးတွေကပို့ပြီးတော့ဒီ subject ကိုပို့ပြီးတော့အာယုံမလာတော့ဘူး။ငကိုကလေးကဒီနိုင်ငံမှာမွေးတဲ့ကလေးတွေမြန်မာစာလုံးဝမတက်တဲ့ကလေးတွေဖြစ်တယ်။ဆိုတော့တခါကျရင်သူတို့ရဲ့ identity တော့မှသူတို့မိတယ်။သူတို့ဟာသူတို့ဒီနိုင်ငံသားပေါ့နော်။အခုရောက်နေတဲ့နိုင်ငံသားတို့ခံယူတဲ့ကလေးတွေရှိရဖြစ်တယ်။ဆိုတော့အဲ့မှာကျွန်တော်ဝင်သွားတဲ့အချိန်မှာတကယ်ကလေးတွေရဲ့attention seeker လို့လည်းပြောလို့ရတယ်သူတို့ရဲ့ attention ရဖို့ကျွန်တော်လုပ်ရတာဖြစ်တယ်ကလေးတွေကဒီသူတို့ attention ဒီ lecture မှာ attention မပေးနိုင်ဘူးသူတို့အနေနဲ့ဘယ်လိုပြော learning တကူသူတို့ input လုပ်ပေးရဘူးလေဆိုတော့ကျွန်တော်အနေနဲ့အများကြီးကြိုးစားခဲ့ရတာဖြစ်တယ်ဆိုတော့တရက်တော့ဒီစာရွက်လည်းသူတို့လာပေးရရှင်မှာသူတို့ရှင်းမှာရွက်ဖတ်ပြပါဆိုဖတ်တယ်ကျွန်တော်မျက်ရည်အရင်ကြားတယ်ပေါ့နော်ဖတ်တာတော့တော်တော်ကြာတယ်ဒါဆိုတစ်နှစ်လောက်ကြော်တစ်နှစ်နေပါရှိပြီနော်ဖတ်တဲ့ချိန်မှာတကယ်အားလုံးကတော့ကျွန်တော်တို့ကိုစာသင်ပေးတာကိုကျေးဇူးတင်နေဆိုပြီးပြောကြတာပေါ့နော်ပြီးတော့တချို့တွေကဘာပြောလဲဆိုတော့ don't give up on us ပေါ့နော်ကျွန်တော်တို့ကိုအရှုံးမပေးပါနဲ့ဆိုပြီးသူတို့ရေးထားကြတာဖြစ်တယ်ပြီးတော့ဆရာရဲ့တချို့ကလေးတွေရေးတဲ့ဟာဆိုရင်ဆရာရဲ့မြန်မာစာသင်လေးသင်ဟန်ကကျွန်တော်တို့အရန်ထိရောက်တာဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ကစာပဲတင်တာမဟုတ်ဒီကျွန်တော်တို့မင်းနာဘယ်လိုရှိရမလဲပြီးတော့သူများနိုင်ငံမှာကျွန်တော်နေတဲ့အချိန်မှာကျွန်တော်တို့ culture awareness ပေါ့နော်ကျွန်တော်တို့ရှိဖို့လိုအပ်တယ်ဖြစ်တယ် culture shock တွေမဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ဟာအဲ့ဒါလေးရဲ့စာသူတို့တင်ပေးချင်လို့သူတို့တွေနဲ့အများအားဖြင့်အလားဖြစ်တယ်ပေါ့နော်နောက်ပိုင်းတလားပထမလာတော့နည်းနည်းခက်ခဲတယ်နောက်ပိုင်းတော့သူတို့ကကိုယ့်ရဲ့အချိန်ဆိုတော့ဘယ်လိုပြောလဲဒီပြောကြတယ်ပေါ့နော်ကျွန်တော်တို့လည်း perfect မဖြစ်ဘူးဒါပေမဲ့အကောင်းဆုံး performance ကျွန်တော်လုပ်ခဲ့ကြတာဖြစ်တယ်ဒီထဲမှာဆိုရင်ကလေးတွေရေးတဲ့ထဲမှာဆိုရင်ဆရာနဲ့တင်းနေနောက်ပိုင်းမှာအများကြီးမြန်မာစာပူပြီးလေ့လာစေချင်တယ်ပေါ့နော်ဆိုပြီးရေးလာကြတယ်ဒီဘလောက်ပဲကြာကျောင်းတစ်ကျောင်းမှာကျွန်တော်လုပ်ပြီးအဲ့ကျောင်းကိုကျွန်တော်ထွက်သွားတယ်ဒီဘလောက်ပဲကြာဒီကလေးတွေကကျွန်တော်တို့ရဲ့ကလေးဖြစ်နေစေဖြစ်တယ်နော်ကျွန်တော်တို့ခံစားတဲ့ဆရာတွေတမတော်ပေါ့နော်ဆိုတော့ကလေးတို့ပြောပြချင်တာက I still keep your letter ဆိုပြီးပြောချင်တာဖြစ်တယ်ဆိုတော့တချို့ကလေးတွေက Australia ရောက်နေကြပြီတချို့ကလေးတွေက US တကယ်ရရမိတယ်You'll never quit, it'll be a day, but my pillow.